ညီလေးတို့ကိုပြောပြမယ်တနေ့ဝင်ငွေ1000ခွဲရဖို့စေးတုတ်ပယံအလောက်ကပြန်တဲ့အခါလမ်းမှာတွေ့တဲ့ကောင်မလေးတွေနာရောင်လို့တော့ဆိုင်ငယ်ရှင်မမောင်းမိစေနဲ့တခိုးလားဓမြလားကပိုက်နိုင်လားဆိုပြီးထင်သေးတဲ့အကြည့်တွေနဲ့ရှောင်သွားတာကိုခံရလေမင်းတို့ရဲ့ရိုးသားစူးစမ်းမှုကိုအတိမတ်ပြုပေးနိုင်တဲ့မိန်းကလေးဆိုတာလက်ချိုးရည်ပြီးလိုက်ရှာ10ချောင်းပြေဖို့မလွယ်ရသမျှလှရှာဝမ်းရည်အတွက်မငြင်းညူဘူးလေပြောရမှမနေရလို့အားမလျှော့ပါဘူးလေနေရကြတဲ့ရက်တွေအရင်လုံးမိသားစုအိမ်ထမင်းဝိုင်းမှာလူတွေမဆောင်တော့ပဲစိတ်ဓာတ်မကြပါဘူးမပြည့်စုံတဲ့ဘဝကံတရားကိုအပြစ်လို့မမြင်ခဲ့ပဲအပြစ်မတင်ပါဘူးလေရည်ရွယ်ချက်ပြလာတဲ့တနေ့အရောက်ပြ